အားလုံးပဲမင်္ဂလာပါ January 26 နေ့မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုလေးမတင်တာလည်းကြာပြီပေါ့နော်အလုပ်ကလည်းများနေလို့ပေါ့နော်အဲ့တော့ကျွန်တော်မေးကြတယ်ကျွန်တော်ရဲ့ page တွေအတွက်ကျွန်တော်ဒီနေ့ပေါ့နော်ပညာတနာရစေမယ်ဘုဒ္ဓတရားရစေမယ်ဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်ဒီတင်ပြပေးမယ်တင်ပြမျှဝေပေးမယ်ဒီအကြောင်းအရာလေးကတော့ကျွန်တော်တို့တစ်စက်ရိုက်တဲ့အခါမှာကျွန်တော်တို့တခါလေကြာရင်ကျွန်တော်တို့ဒီဇိုင်းနေရပေါ့နော်အောက်ကမြင်လို့ဟာထိုးကြံခဲ့တာမျိုးတွေနောက်ပြီးဘောလုံးကြောနံပါတ်ပေါ့နော်အဲ့လိုမျိုးအထည်နည်းနည်းလေးနဲ့ကျွန်တော်တို့ရရတဲ့အခါမျိုးကြာရင်ဘောင်ကူးကကျွန်တော်ကုန်ကြစိတ်များတယ်ပေါ့ဘောင်မကူးဘဲနဲ့တစ်စက်ရဲ့နီးလေးကိုကျွန်တော်ဒီနေ့မျှဝေတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သိထားမှာကကြတော့အသေးစိတ်ဆန်တဲ့ဒီဇိုင်းတွေဆိုတော့မရဘူးပေါ့နော်ဘောလုံးကြောနံပါတ်လိုမျိုးနောက်ပြီးတော့ကျွန်တော်တို့အလှူပြီးနိုင်ဆိုင်မှုတွေမှာအဲ့လိုအကြီးကြီးရိုက်တဲ့အခါမှာအောက်ကမြင်လို့ဟာထိုးလို့အဲ့လိုမျိုးကြံခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒါဘောင်မကူးဘဲနဲ့တစ်စက်ရိုက်တဲ့နီးပေါ့နော်ဘောင်မကူးဘဲနဲ့အမြန်မြန်ဆက်ဆန်ပြီးဖို့တစ်စက်ရိုက်တဲ့နီးလေးကိုကျွန်တော်ညှပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလိုက်ပါပြီးတော့ဆုံးအောင်ကြည့်ရှုပေးပါအောင် like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း GCP like and subscribe လုပ်ပြီးတော့ကျွန်တော်နောက်တင်မဲ့ဗီဒီယိုအသစ်တွေမှာထပ်မံပြီးတော့စောင့်ကြည့်ဖို့တောင်းဆိုပါတယ် okay အဲ့ဒါကျွန်တော်စလိုက်အောင်နော် okay ဟုတ်ပြီနော်ဒါကျွန်တော်တို့ဟိုနင်းပေါ့ကြံခဲ့တဲ့စာလုံးလေးတွေပေါ့နော်ကြံခဲ့တဲ့စာလုံးလေးတွေဒီဇိုင်းတိတိလေးတွေမှာဒီဇိုင်းကလည်းလွယ်ကူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြင်လဲလိုတယ်ဆိုလို့ရှိရင်ဘောင်ကူးဖို့အခက်အခဲရှိတဲ့အခါမျိုးကြရင်ဒါကျွန်တော်တို့ဓာလှီးပေါ့နော်ဓာနဲ့လှီးပြီးတော့ကျွန်တော်တို့ဒါပိုးစားပါမှာကပ်ပြီးတော့တစ်စက်ရိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဓာနဲ့လှီးမယ်ဆိုရင်ဓာကခြုံပြီးတော့အပါဖို့အရေးကြီးတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဆိုရင်ဒါကိုအရင်ဆုံးဓာနဲ့လှီးထုတ်ပြင်မယ်ပေါ့နော်တချို့နံပါတ်6လိုမျိုးအထက်မှာအဆန်လေးပါတယ်နံပါတ်8လိုမျိုးအဆန်လေးပါတဲ့အားမျိုးကြရင်တော့သိမလွယ်ဘူးပေါ့နော်ဒါပေမဲ့မရအောင်လုပ်တော့ရတာပေါ့နော်အောက်မှာတခြားကော်နဲ့ပြန်ကတ်မယ်ဆိုရင်တော့ရတာပေါ့နော်လဲလဲကျွန်တော်အဲ့လောက်ထိတော့မသွားဘူးလွယ်လွယ်ကူမြင်မြင်ဆန်ဆန်လေးဒါလေးကျွန်တော်ဓာတ်နဲ့တီးပြီးတော့တစ်စက်ရိုက်ပြန်မယ်နော်โอเคနော်ကျွန်တော်အခုဒါဒီပုံစံရပြီဆိုရင်ကျွန်တော်ဒါတစ်စက်ရိုက်လို့ရပြီเนาะအဲ့ဒါကျွန်တော်တစ်စက်ဘယ်လိုရိုက်မလဲဆိုရင်ဒါကတော့ကျွန်တော်တို့ဒါဟိုနင်းကျွန်တော်တို့ပန်းထိုးတဲ့အခါမှာသုံးတာเนาะပေါ်ကျဲထိုးတာတို့ပန်းထိုးတဲ့အခါမှာသုံးတယ်ကျွန်တော်ဒါဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့เนาะဒါပေမဲ့ဒါကစာအုပ်တွေထည့်ပြီးတင်းအောင်လုပ်လို့ရတယ်เนาะဒါ site အကြီးသေး2မျိုး3မျိုးရတယ်ပေါ့เนาะဒီဒီဇိုင်းတူတူလေးတွေလုပ်တဲ့အခါမှာကြာရင်ကျွန်တော်တို့ဘောင်းအကြီးကြီးကူးစရာမလိုဘဲနဲ့ဒါမျိုးလေးတွေနဲ့ပေါ့နော်ဒါမျိုးလေးတွေနဲ့ပေါင်းကြည့်ပြီးတော့သုံးလို့ရတယ်ကိုဉာဏ်ရှိသလိုသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဆိုရင်ဒါကိုကျွန်တော်တို့ဘယ်လိုစေးရမလဲဆိုရင်ဒီကောင်ကိုကျွန်တော်တို့ကအတွင်းနဲ့ရရမှာပေါ့ဒါဘောင်းအတွင်းပေါ့နော်ဒါကကျွန်တော်ဘောင်းအပြင်ပေါ့အဲ့တော့ဒါကိုကျွန်တော်တို့အပြင်ကနေဒီလိုခံလိုက်မှာပေါ့နော်အပြင်ကနေခံပြီးကျွန်တော်ဒါကိုတိတ်ကတ်လိုက်မှာပေါ့နော်โอเคဟုတ်ပြီနော်ကျွန်တော်အဲ့ဆိုရင်ဒါကိုမှောက်ရနေတာပြန်ယူလိုက်မယ်နော်မှောက်ရနေတာဒီမှာပြန်ယူလိုက်မယ်ယူပြီးကျွန်တော်ဒါဘေးကိုကျွန်တော်တိတ်ကပ်ပေးမယ်နော်။ဘာကြောင့်တိတ်ကပ်လဲဆိုရင်ဒါယူမသွားအောင်လို့ပေါ့နော်။ဒီစားမှာဒီတိတ်နဲ့ကပ်ပေးမယ်။ကဲ okay နော်အဲ့ဒါကျွန်တော်ဒါတိတ်လေဘေးကတိတ်လေကတ်ပြီးသွားရင်နော်ဘေးကတိတ်ကတ်ပြီးသွားဆိုဒီပုံစံရမယ်ဒါနဲ့ပြီးတော့ကျွန်တော်တို့ကတော့ခုကျွန်တော်မြင်မြန်ဆန်လှုပ်ရတဲ့တချို့နေရာလေးအနားလေးမညီဘူးပေါ့နော်ဒါပေမဲ့ဆရာတို့လှီးမယ်ဆိုရင်တော့အနားလေးညီအောင်တခြားလှီးလိုက်ပေါ့နော် okay အဲ့ဒါဆိုပြီးကျွန်တော်ဆေးရိုက်ပြမယ်နော်အဲ့ဒါရင်ဒီကောင်ကိုတင်လိုက်မယ်ပြီးကျွန်တော်ဒီပေါ်မှာညီအောင်တော့ထားပါတော့ဆေးကိုကျွန်တော်ဒီလိုတင်လိုက်မယ်ပြီးကျွန်တော်ထုံးပြန်တိုင်းပဲပေါ့နော်ဒီကောင်ကို
skip ပါကိုလူလေးဆွဲမယ်ကဲအဲ့ဆိုကျွန်တော်ဒါတစ်စက်ရလို့ပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လောလောကူကူမြင်မြင်ဆက်ဆက်နဲ့ဘောင်ကူးစရာမလိုဘဲနဲ့ကျွန်တော်တို့ဓာတ်နဲ့လှီးပြီးတော့တစ်စက်ရိုက်တဲ့နီးလို့ကျွန်တော်ဒါမျှဝေပေးတာပေါ့နော်တချို့ design တွေဆိုအကျန်းတယ်တွေပေါ့နော်အကျန်းတယ်တွေရိုက်တဲ့အခါမျိုးကြရင်ကျွန်တော်မြင်မြင်ဆက်ဆက်နဲ့ဘောင်ကူးခြင်းနဲ့ဘောင်ကူးစရာမလိုဘဲနဲ့ဒီလိုပုံစံမျိုးလေးနဲ့ကော်မလောက်တဲ့အခါမျိုးလို့နော်ဒီဇိုင်းမှာစလုံးကြီးကြံခဲ့တာမျိုးဆိုရင်ကျွန်တော်တို့ဘောင်ကူးရမှာအချိန်မရှိတော့ဆိုရင်ဒါမျိုးလေးနဲ့ကျွန်တော်လုပ်ပြီးတော့ရိုက်လို့ရတယ်ပေါ့နော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကိုကြည့်ရှုပေးတဲ့အတွက်ဒီဇိုင်းရိုက်လုပ်ငန်းကိုစတင်လုပ်ကင်ခြင်းတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ရဲ့ January 26 printing ဒီဇိုင်းရိုက်တင်တဲ့ group လေးကိုကျွန်တော် Telegram channel တစ်ခုကိုစတင်ကျွန်တော်အခုဖွဲ့စည်းထားတာဖြစ်ပါတယ်အခုဒီ channel လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်စီစေးရေးစေးပေါ့နော်လက်ရိုက်နဲ့ပတ်သက်တာကိုကျွန်တော်အသေးစိတ်ဆန်ဆန်ကျွန်တော်ရှင်းလင်းသင်ကြားပြထားတာပေးပါတယ်ဒီသင်တန်းလေးတက်ရောက်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းဝယ်ဖို့တွေနောက်ပြီးတော့လိုအပ်တဲ့ဒီ scale guide ခုံဝယ်ဖို့တွေနောက်ပစ္စည်းပြင်ရင်းနေရာတွေပါကျွန်တော်အသေးစိတ်ထပ်မှန်ပြီးတော့ညွှန်ကြားပြတာသင်ကြားပေးပါတယ်မသိတာတွေကိုအချိန်မီဆွေးနွေးတိုင်ပင်လို့ရပြီးတော့ဒီ group လေးရဆိုရင်ရတပန် group လေးဖြစ်ပါတယ်ခင်ဗျာကဲများဒီသင်တန်း group လေးကိုတက်ရောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်0934989448ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်